BDC လေးတက်မယ်စမဲမိဘပြည်သူအပေါင်းပျော်ရွှင်ချမ်းမြေ့စေမိဘပြည်သူအပေါင်းပျော်ရွှင်ချမ်းမြေ့စေဒီညဟာအပျော်ဆုံးညဖြစ်စေခွဲ BDC ရောက်တဲ့နေရာဘေးပရာတေဝေကွာစေစီးပွားတိုးတက်ပါစေယောဂဗျာကင်းဝေးဝေးပြီးကတိသုံးမှာကျော်လွှားနိုင်ကြစေဘာသာသာသနာအကျိုးဘာသာသာသနာအကျိုးတဲ့ဘုံနိုင်မှာစီးပွားတိုးတက်ပါစေယောဂဗျာကင်းဝေးဝေးပြီးကတိသုံးမှာကျော်လွှားနိုင်ကြစေဘာသာသာသနာအကျိုး